အားလုံးပဲမင်္ဂလာပါရှင်ဒီ vlog လေးကတော့ဘန်ကောက်မှာ branded ပစ္စည်းတွေကိုအမြဲတမ်း promotion အကျဉ်းစားချတာတက်တဲ့ outlet square ကိုသွားခဲ့တဲ့ vlog လေးပါရှင်ကျမဘန်ကောက်ကိုရောက်တဲ့နေ့က17လပိုင်း17ရက်နေ့ဆိုတော့11ဆေးရလဲ share ကျန်းနေပြီဆိုတော့ဒီလိုနေရာမျိုးကအသွားလဲတင်လို့ပေါ့ရှင်ကျမလေးလိုချင်တာတစ်ခုခုရှိပြီဆိုလို့ရှိရင်ရှေ့လတွေမှာလုံးဝမဝယ်ဘူး17လပိုင်း12လပိုင်းရောက်တဲ့ဒီစောင့်ပြီးတော့မှဝယ်ပါတယ်စိတ်ထားလေးတစ်ခုပေါ့နော်စထွက်ပါပြီရှင်။လက်စာရော7-11မှာပေါ်ပေါ်လေးတစ်ခုဝင်လိုက်ပါတယ်။ဒီမှာဟုတ်တီပတ်တီဟိုမေးဒီမေးနဲ့နောက်ဆုံးယူလာတာတော့မက်ခရွန်ပါ။မက်ခရွန်ရဲ့ပါစတာရဲ့ကျုပ်ကြောင်တစ်ချောင်းရဲ့ဘာကြီးစားမှလည်းမသိဘူးမနဲ့စောစောစစ်တီကွာ။ဖတ်ထုတ်ကတော့ပုံမှန်ပါပဲရှင်ကျမတို့စီကဖတ်ထုတ်ကတော့ပိုကောင်းပါသေးတယ်ဒါပေမဲ့မကောင်းတာတော့လည်းမဟုတ်ပါဘူးရှင်စားလိုက်လည်းဖိုက်ပြေးသွားပါတယ်ဝယ်လိုက်ထဲမှာပါစတာလေးကသွားထိမိနေရရှင်ကျမကြိုက်တဲ့ပုံစံမျိုးနဲ့ကွက်တိသူကြိုက်တာကြဘယ်သူမှမကြွေးရဘူးတော့သူစားပါတယ်73နှစ်သမီးလေးဆိုတော့မုံကြိုက်တယ်ရှင်မိုးလေးနဲ့မုတ်စားနေပါပြီဟိုမလေးမြင်းငယ်လေးတည်းကနေခုချိန်လေးပြန်တွေ့ကျမလက်ပြပါတယ်ကျမတို့ဘူးမှပြန်မပြကြပါဘူးခုကတော့ outlet square ကိုသွားနေပါပြီ outlet square ကမြို့ပြင်မှာရှိရပါဘန်ကာဘီကနေမကြောက်ဘူးဆိုရင်တော့မှ45မိနစ်လောက်တော့ထွက်လိုက်ရပါတယ်လမ်းမှာတွေ့ခဲ့တာအဲ့ပန်းအဝါလေးတို့အရှိအတန်းလိုက်ယူဆိုင်ထားဒီအပင်လေးကြီးလာလို့ရှိရင်တော်တော်လှမှာပဲရောက်ပါပြီရှင် outlet square ကဒီနားမှာပဲရှိရပါတော်သားမျိုးတက်ချင်းဝမ်းဆက်တဲ့ဟဲ့မဟုတ်ပါဘူးဘောင်းမီချင်းမောင်မီမဟုတ်ဘူးရောက်ပါပြီရှင်ကျမတို့ပထမဆုံးဝင်လိုက်တဲ့ဆိုင်ရတော့ sketcher ပါစေးချထားတကယ်ကိုတန်နေရှင်အယောင်လေးရလေကျမကြိုက်တယ်ဒါပေမဲ့လေတိတက်သေးတဲ့အိမ်မရှိတော့ဘူးလားမသိဘူးကျမလွယ်ကြည့်လိုက်တာတောင်တက်တာသွားမယ်အတိုင်းပဲအဲ့ဒါနဲ့ကျမမရခဲ့ပါဘူးရှင်နောက်တော့ဆိုင်ဆက်သွားပါမယ်ဒါကတော့တော်တော်များများရင်ငယ်ချီဦးလေး Converse ပါတကယ်ကျန်းတဲ့ဆေးတွေပါရှင်ဘိုင်ဝမ်ကောက်ဝမ်တွေကိုစုံစီနေရမယ်တောင်းမပါလာလိုက်တာလာလိုက်ဒါကတော့ကျုံလုံးလေးလိုက်ကြည့်နေရပါကျမတကယ်ရှာနေတာလွယ်အိတ်ပါအဲ့ဘက်တစ်ချမ်းလွယ်အိတ်တွေလည်းအကုန်လုံးဘိုင်ဝမ်ကောက်ဝမ်နဲ့ရှင်ဒီထဲမှာဘိုင်ဝမ်ကောက်ဝမ်မရဆိုလို့ကျမရဲ့ကျမအမရဲ့ကျမအမေရဲ့ပဲရှိပါတော့တယ်ခုတော့ကျမစိတ်လှုပ်ရှားပြီးပျော်ရွှင်သွားပါပြီကျမနဲ့တော်တဲ့လွယ်အိတ်ဆိုင်လေးတွေ့ပြီဆိုတော့ကျမကြိတ်တဲ့အယောင်လေးစမ်းလွယ်ကြီးတော့အဖြူနဲ့အပြာလေးက Converse bike အရာဆုံးပဲပေါ့နော် Converse ပြပြီး Converse bike မရရင်လေကျမမကြိုက်ဘူးရှင်ဟဲ့ဈေးဝယ်နေကိုပကန်းဟိုငါကြီးလို့ခံစားနေရတယ်ကျမကြိုက်တဲ့အိတ်လေးယူလိုက်ပါပြီရှင်ရှင်းပြီးသွားပြီမလဲကြည့်ရတာအားမရသေးလို့ဖဏလေးလိုက်ပြီးတော့ထပ်ကြည့်ပါရယ်ခုကတော့မောလို့အေးတခုတောင်းမလို့7-11ကိုသွားနေရပါရောက်တဲ့ကကျမနည်းနည်း crazy ဖြစ်နေရတော့ချထိုင်းလေးပါဒါတော့ကျမတို့အိမ်ပြန်ပါပြီရှင်ခုသွားနေတာလေတိုးလန်းလားမသိဘူးအဲ့တိုးလန်းကအပေါ်ကလန်းအောက်ကလန်းထန်နည်းနည်းလေးပို့ပြီးတော့လေးတလေးကားချောင်နေပေါ့နော်အောက်ကပို့ပြီးတော့ကားကျက်တယ်ပြီးတော့အဲ့တိုးလန်းကိုသွားတိုင်းပတ်စံပေးနေရလို့ဆိုပြီးတော့ကျမလည်းတန်အောင်လို့ဘေးပတ်လေဖြူတွေအကုန်လုံးရှောက်ရိုက်ပါတယ်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်လည်းခီးသွား vlog တွေအများကြီးကြိုးစားပြီးတင်တော့မှာမို့လို့ကျမရဲ့ page အသစ်လေးကိုလည်း follow ထားပေးကြပါအောင်ရှင်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေရှင်